မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီဇင်ဘာ24ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအခုမှန်ဂျီလာကနေပြီးတော့တင်ဆက်ပေးပါမယ်။စကိုင်းတဖူလာတောင်တွေတက်ဆွဲနေထိုင်နေတဲ့စစ်ကော်မရှင်တပ်ကိုဒီဇင်ဘာ19ရက်နေ့မနက်ပိုင်းတွင်စတင်ထိုးစစ်ဆင်ခဲ့ပြီးဒီဇင်ဘာ20ရက်နေ့မနက်ပိုင်း10:00နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင်များတင်ပိုင်လိုက်နိုင်ကြောင်းရှေ့တန်းသတင်းအရင်းမြစ်များထပ်မံသိရပါဗျ။တဖူလာစစ်ကော်မရှင်တပ်တွေဟာလွန်ခဲ့သောနှစ်2021ခုနှစ်စစ်ကော်မရှင်တပ်များအာဏာသိမ်းပြီးတဲ့နောက်ပိုင်းဇွန်လပိုင်းမှာစ၍တက်ဆွဲထားသည့်အရေးပါသောတပ်တစ်ခုဖြစ်ကြောင်းလည်းသိရပါဗျ။စစ်ကော်မရှင်တပ်ဟာလေကြောင်းများဖြင့်တိုက်ခိုက်မှုပြုလုပ်သည့်တာမကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလည်းပြုလုပ်နေသည့်ကြောင့် PDF တပ်ဖွဲ့ဝင်များမှစစ်ကော်မရှင်၏အရေးပါသောစစ်တပ်တစ်ခုတင်ပိုင်နိုင်ခဲ့ကြောင်းလည်းသိရပါဗျ။ KIA တပ်မဟာရှိအုပ်ချုပ်နေမြေကုန်ကြာနေမမ်မလင်းကျေးရွာမှာစစ်ကော်မရှင်တပ်ကဒီဇင်ဘာလ22ရက်နေ့ညနေ4 နာရီအချိန်တွင် Jet Fighter လေယာဉ်နှင့် Rocket ဘုံ16 ကြိမ်ကျေးချခဲ့တာကြောင့်ပြည်သူများထိခိုက်ဒဏ်ရာရကြောင်းသိရပါတယ်။ Rocket ဘုံပောက်ကွဲမှုကြောင့်မမ်မလင်းကျေးရွာမှာစစ်ရှောင်နေတဲ့ဗမိုးကအသက်73နှစ်အရွယ်နဲ့အခြားထိခိုက်ဒဏ်ရာရသူတွေကိုစစ်ကူတောက်မှုခံယူနေကြောင်းလည်းသိရပါတယ်ရှင်။စစ်ကော်မရှင်တပ်တွင် KIO ထွန်းချုပ်နေမြေဘက်တွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမဲ့လည်းလေရင်ဒရုန်းအုံပြုကဘုံကျဲချတာတွေလက်နက်ကြီးရန်တပ်ပစ်ခတ်တာတွေစက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ဟူကောင်ဒေတာအမတ်14တရင်ပတ်မော်ခလုံကြီးရွာမှာစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဒီဇင်ဘာ23ရက်နေ့ကစပြီးထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးဒီဇင်ဘာ20ရက်နေ့တွင်လည်းလေယာဉ်2စီးဖြင့်ပုံကျဲတိုက်ခိုက်နေကြောင်းသိရပါတယ်ရှင်။ပြီးခဲ့တဲ့ဒီဇင်ဘာ18ရက်နေ့ကစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ပြီးလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့်အမျိုးသမီး2ဦးထိခိုက်ဒေဆုံးသွားကြောင်းဝေလောရွှေမော်တွင်အလုလုံနေတဲ့လုံတာတူပြပြချက်အရာသိရပါတယ်။ပတ်မော်ခလုံကြီးရွာတွင်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်ဖြစ်တန်တော်လာတဲ့လက်များကိုပိတ်ပင်ထားပြီးဟူကောင်ဒေတာရှိစန်လွန်လပူခဝေလောရွှေမိုးတွင်တနိုင်တပင်ရွှေတူးဖော်လှုပ်တာများခက်ခဲနေရကြောင်းသိရပါတယ်ရှင်။ကျန်စည်းများကျဆင်းလာတာကြောင့်တရုတ်နေဆက်ရှိကျန်ဆိုင်တောင်တူများကျန်ဆိုင်ချိန်ရောက်နေပေမဲ့ငွေကြေးအခက်အခဲအမျိုးမျိုးရှိနေတယ်လို့ဒေသခံတွေထမှသိရပါတယ်။ကျန်ဆိုင်ပြိုးရေးလုပ်တဲ့အဓိကနေရာတွေဟာတရုတ်နေဆက်နဲ့နှီးတဲ့အရှေ့ပိုင်းခရိုင်အမောက်ခရိုင်တွေရှိတဲ့ဒေသခံတွေဖြစ်ပြီးကျန်ဆိုင်ကျဆင်းလာမှုကြောင့်အဆိုပါကြံကင်းကိုအတက်မေးဝမ်းကြောင်းတစ်ခုဖြစ်လောက်ကင်နေကြတော့ပြည်သူတွေအတက်တော့ငွေရေးကြေးရေးအခက်အခဲအမျိုးမျိုးရှိတာကြောင့်ဒုံဘုတ်ကျေးရွာရှိပြည်သူတို့ထမှသိရပါတယ်။2019ရှေ့ပိုင်းနှစ်တွင်မှာတော့ကျန်တရန်ကိုယွန်420ပေးရဒေါ်လဲ2019ရှေ့ပိုင်းနှစ်တွင်မှာတော့ကျန်တရန်ကိုယွန်420ပေးရဒေါ်လဲအခုနောက်ပိုင်းမှာတော့ယွန်360တာရှိတော့ကြောင်းသိရပါတယ်။2025နှစ်မှာတော့ယွန်390ကျပ်ရှိနေပြီဖြစ်တော့လဲကျန်တင်ကားဈေးနဲ့နေစားလုပ်သူတွေကိုပေးလိုက်ရင်အမြတ်မကျန်ကြောင်းဒေသခံများပြပြချက်အရာသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။